ယခုချိန်မှစ၍မဟာသမယသုတ်တော်ကြီးကိုရွတ်ဖတ်ဟောကြားမှာဖြစ်ပါတယ်မဟောကြားသေးမီမဟာသမယသုတ်အထုပ္ပတ်ကိုအနည်းငယ်မျှရှင်းပြပါဦးမည်အခါတစ်ပါးကောလိယမင်းမျိုးနှင့်တာဂိယမင်းမျိုးတို့သည်ကပိလဝမျိုးတော်နှင့်ကောလိယမျိုးတော်တို့၏အကြားရောဟိနီမြစ်ကိုပိတ်ဆို့စီးကာ၍ဒါတမန်တခုရီဖြင့်လျာစိုက်ပျိုးမှုပြုကြရာအခါတစ်ပါးမိုးရေနှဲပါသဖြင့်ကောက်ပင်များညှိုးချောက်လူဆဲဆဲတွင်ရေကိုအလူရဲ့ယူကြသောလေဓမာအချင်းချင်းအငင်းပွားကြရာမှအစပြု၍ဆွေချင်းမျိုးချင်းနှစ်ပြည်တော်မင်းတို့စစ်ခင်းရမည်အခြေသို့ဆက်ရောက်ခဲ့ပါသည်ထိုအချင်းရာကိုမဟာကရုဏာသမပတ်မှထတော်မူသောမြတ်စွာဘုရားသည်စူးစမ်းဆင်ခြင်တော်မူလာသောဤယံပွဲကိုဆဲစေခြင်းငှာဖန္ဒနာဇတ်ပထဝီဩန္ဒရိယဇတ်လတုကိကဇတ်ရုက္ခဓမ္မဇတ်ဝုဒ္ဒကဇတ်အတ္တဒန္တသုတ်တို့ကိုဟောတော်မူရပေအံထိုအခါတရားနာရသောနှစ်ပြည်တော်မင်းတို့သည်မင်းသားလူလင်ပြို250တို့ကိုငါဖျားအားပေးလူကုန်၍ထို900သောမင်းသားတို့ကိုအိဘိက္ခုယဟန်ပြုပေးရလက်တန့်ထိုအခါများစွာသောနတ်မြမာတို့၏အစီအဝေးကြီးဖြစ်လက်တန့်ဟုရွှေဉဏ်တော်ကိုရက်၌ထင်မြင်တော်မူလေသည်ထိုအခါမြတ်စွာဘုရားသည်တဘာရီတပိတ်သင်္ကန်းကိုယူတော်မူကားစစ်သည်နှစ်ဖက်တို့၏အကြားကောင်းကင်ထက်၌ရောင်ကြီးတော်6သွယ်ဖြင့်ထက်ဝက်ဖွဲ့ခွေတင့်တယ်စွာဆန်းနေတော်မူခဲ့ပါသည်နှစ်ဖက်သောမင်းတို့သည်မြတ်စွာဘုရားကိုဖူးမြင်ကြရလျင်တတိတံဝေကဖြစ်ကြ၍ငါတို့ကိုရန်သူတို့တတ်လိုမူလိတတ်ပါစေတော့အမျိုးအနွယ်၌အကြီးအမြတ်ဖြစ်တော်မူသောဘုရားရှင်မျက်မှောက်တော်၌ထိုးခုတ်တပ်ဖြာခြင်းသည်မသိလျော်ကြဟုနှလုံးသွင်းကြပြီးလျင်လက်နဲ့တို့ကိုခြာထားကာဘုရားရှင်ကိုဥနှိမ်ဝလျို့ရှိခိုးကြကုန်၏ထိုအခါမြတ်စွာဘုရားသည်ဒါယကမင်းမြတ်တို့အဘဲကြောင့်လာကြကုန်တနည်းစစ်တယံကိစ္စဖြင့်လာကြပါကုန်သည်အဘဲကြောင့်စစ်တိုက်လိုကြတနည်းရေဟူသောအကြောင်းကြောင့်စစ်တိုက်လိုကြပါသည်ရေသည်အဘယ်မျှလောက်တန်ဖိုးရှိသနည်းနေတော်တန်ဖိုးရှိပါသည်မြတ်စွာဘုရားဒါယကမင်းမြတ်တို့အဖိုးမတန်သောရေဟူသောအကြောင်းကြောင့်အဖိုးမပြတ်နိုင်သောမင်းတို့ကိုအဘဲကြောင့်ဖြစ်စည်းလိုကြသနည်းဤသို့စသည်အားဖြင့်မိဂမိတ်ကြတော်မူလျက်ခယံဖြစ်ခြင်း၌သာယာဝမရှိပုံကိုပြခြင်းငှာဖန္ဒနာဇတ်သူတစ်ပါးစကားကိုအကြောင်းမဲ့မယုံကြည်သည့်ပုံကိုပြခြင်းငှာပထဝီဩန္ဒရိယဇတ်အင်းအားမဲ့သူတို့တော်လဲတခါတရံ၌အင်းအားကြီးသူတို့ကိုအောင်မြင်နိုင်သောအခွင့်ရှိပုံကိုပြခြင်းငှာလတုကိကဇတ်ညီညွတ်ခြင်းရဲ့အကျိုးကိုပြခြင်းငှာဒုက္ခရမဇတ်ညီညွတ်မှုမရှိခြင်းခိုက်ရန်ပွားခြင်း၌အပြစ်ကိုပြခြင်းငှာဝုဒ္ဒကဇတ်တို့ကိုဟောတော်မူပြီးတံဝေကဖြစ်စေခြင်းငှာအတ္တဒန္တသုတ်ကိုဟောတော်မူပါသည်သာဂီဝင်မင်းကောလိယမင်းတို့သည်
ကယ်၍မြတ်စွာဘုရားကြွလာတော်မမူလျင်အချင်းချင်းတတ်ကြ၍သွေးချောင်းစီမြဖြစ်ရလောက်ပြီမြတ်စွာဘုရားကိုမှီ၍အသက်ချမ်းသာရာရကြပေသည်ဟုဝမ်းမြောက်ကြကာတစ်ဖက်လျင်250သည်900သောမင်းသားလူလင်တို့ကိုအချမ်းအယံအလို့ငါပေးလူကြကုန်၏ဘုရားရှင်သည်လည်းထိုမင်းသား900တို့ကိုအိဟိဘိက္ခုယဟန်ပြုစေပြီးလျင်မဟာဝံတော်သို့ပြန်ကြွတော်မူခဲ့၏ယဟန်တော်900သည်လည်းမြတ်စွာဘုရားထံမှကမ္မထံတရားကိုယူသွားပြီးအထုတ်ကြရာမကြာမြင့်မီပဋိသင်္ပိဓာ4ပါးနှင့်တကွအရဟတဖို့သို့ရောက်ကြပြီးလျင်မိမိတို့၏အရဟတဖို့ဂုဏ်ကိုလျောက်ထားခြင်းကမြတ်စွာဘုရားအထံတော်သို့ရှေ့ရှုချင်းကပ်လာကြ၏ယဟန္တာ900တို့ဘုရားထံသို့ချင်းကပ်ရောက်လာသောအခါနယုံလပြီမဟာသမယနှင့်အရှိအယမှထွက်ပြူလာသောလပြီဝန်းကြီးသည်စီနှင့်မြူတိန်သူရိမီကိုညင်မျိုး9ဝကင်းပါသည်ဖြစ်၍လောကကြီးဤမွေလျောဝဲကောင်းသည့်အဖြစ်ကိုခင်းကျင်းဖော်ပြလျက်ရှိပေသည်ထိုသို့နယုံလပြီမဟာသမယနေ့၌အငြိကြီးကင်းသောလပြီဝန်းကြီးပေါ်ထွက်လာရာချိန်ခါ၌အငြိကြီးကင်းသောယဟန္တာအပေါင်းချံရန်လျက်အငြိကြီးကင်းတော်မူသောမြတ်စွာဘုရားသည်ကပိလဝပြည်အနီးမဟာဝံတော်ကြီး၌အလွန်တင့်တယ်စွာစံနေတော်မူရာထိုအခါဤမဟာဝံတော်မှစ၍စัจ java လာကဘာကြီးတစ်ခုလုံး၌စัจ java လာတိုက်တဲ့သောမှနတ်မြမအပေါင်းတို့သည်မြတ်စွာဘုရားကိုဖူးမြင်ခြင်းဟာ၎င်းတရားတော်ကိုနာကြားခြင်းဟာ၎င်းသံဃာတော်တို့ကိုဖူးမြင်ခြင်းဟာ၎င်းအကြအလတ်မရှိအပြည့်အနှဲ့ရောက်ရှိလာကြကုန်၏ထိုအခါမြတ်စွာဘုရားသည်ယဟန်တော်များနှင့်တကွနတ်မြမအပေါင်းတို့အားနတ်တို့၏အမည်များကိုဖော်ပြသောဤမဟာသမယသုတ်တော်ကြီးကိုဟောကြားတော်မူလေရာမရေမတွက်နိုင်သောနတ်မြမအပေါင်းတို့သည်ကျွတ်တန်းဝင်ကြလေကုန်၏မဟာသမယသုတ်တော်ကြီးရွတ်ဖနာကြားခြင်း၏အကျိုးကဤမဟာသမယသုတ်တော်ကြီးအမြဲမပြတ်ရွတ်ဖနာကြားသောပုဂ္ဂိုလ်များကိုနာအများကအလွန်ချစ်ခင်များနှိုးကြ၏အဘဲကြောင့်နိဟုမူကဤမဟာသမယသုတ်တော်ကြီးကိုနတ်မြမများသည်အလွန်အကျူအထူးအဖြင့်နှစ်လိုဝမ်းသာနာလိုကြ၏မိမိရွတ်ဖနာကြားသောအခါထိုနာများလည်းနာကြားရသောကြောင့်ချစ်ခင်များနှိုးခြင်းဖြစ်ကြပေသည်ထိုတို့ချစ်ခင်များနှိုးခြင်းကြောင့်မိမိတို့ချစ်ခင်များနှိုးသောသူကိုတစုံတစ်ခုသောဘေးအန္တရာယ်မကြရောက်အောင်ကာကွယ်စောင့်ရှောက်ခြင်းစီဝါဥစ္စာယရနာရွှေငွေအထွေထွေတို့ကိုတနေ့တခြားဒီရလာတိုးပါအောင်စောင့်ရှောက်မဆခြင်းအကြံစီဟုသမျှအောင်မြင်ပြီးမြောက်အောင်ကုညီစောင့်ရှောက်ခြင်းတို့ဖြင့်စောင့်ရှောက်ကြပါသည်ထို့တဲ့အလွန်ကဤမဟာသမယသုတ်တော်ကြီးကိုအမြဲမပြတ်ရွတ်ဖနာကြားပါများလျင်တရားတော်ဤအ내အဓိပ္ပာယ်များကိုသိရှိနားလည်ပြီးသိသောအတိုင်းကြည်ကြံကြိုးကိုအထုတ်ပါမူကားမဲ့ဉာဏ်ဖူဉာဏ်နိဗ္ဗာန်တိုင်အောင်သောအကျိုးတရားများတိုးပွားစေနိုင်ပါသည်ထို့ကြောင့်တရားမပြည့်အ내မမှားမြတ်တရားကိုထပ်ပွားအာယုံတရားဟုံဖြင့်ကြည်ယုံညွတ်တွားရွတ်ပွားတရေစေကြပါကုန်သို့သူတော်ကောင်းတို့နမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တန
Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Evam metu dam ekantamayam Bhagavata ketu viharati Kapila Vudu Dhamme Mahavane Mahata Bhikkhu Tangena Tate Pesa Madehi Bhikkhu Tatehi Tabehi Va Arhantehi Tata Isa Loka Dhatuhi Devata Yevon Yena Tani Patita Hundi Bhagavantan Dhatanaya Bhikkhu Tangesa Athako Sadunam Buddhavata Gayikanam Devadanam Idada Hoti Yanko Bhagavata Gitu Viharati Kapila Vudu Dhamme Mahavane Mahata Bhikkhu Tangena Tate Pesa Madehi Bhikkhu Tatehi Tabehi Va Arhantehi Tata Isa Loka Dhatuhi Devata Yevon Yena Tani Patita Hundi Bhagavantan Dhatanaya Bhikkhu Tangesa Yanuna Mayampi Yena Bhagavate Nupatengamiyama Upatengamitawa Bhagavato Tantike Pisikam Katham Bhatiyamati Athako Dariwata Tiyathapi Nama Phalawa Purito Tamaizitanwa Baham Padariya Padaritanwa Baham Tamaiziya Ewa Miwa Buddhawa Detu Devetu Antarahita Bhagavato Purato Padu Rahito Athako Dariwata Bhagavandam Vivaditawa Ekamantam Athatu Eka Mandan Thitako Eka Devata Bhagavato Tantike Imam Gatam Abadi Mahadamayo Bhavanatamain Deva Kaya Dhammagadam Agadam Ma Imam Dhammatamayan Dakita Ye Aparasita Tangandi Athako Paradevata Bhagavato Tantike Imam Gatam Abadi Tadara Bhikkhavo Dhammadahantu Saita Mateno Uzukan Akantu Tharatiwa Nidani Gahitawa Indriyani Rakanti Panditati Athako Paradevata Bhagavato Tantike Imam Gatam Abadi Siddhava Kilam Siddhava Palikam Eina Kilam Uhisa Maneza Te Saranti Duddha Vimala Sagumata Dudanda Dudu Nagadi Athako Paradevata Bhagavato Tantike Imam Gatam Abadi Yegesi Buddhan Dharanam Gadadi Nade Gamitandi Abhaya Bhumai Ahaya Manudandi Ham Devakayam Paripure Tantiti Athako Bhagava Bhikkhu Amanditi Evam Yena Bhikkhave Dhatatu Loka Dhatutu Devata Tani Patita Hundi Tathagatam Dhatanaya Bhikkhu Tangesa Ye Bide Bhikkhave Ahitam Adita Madanam Arahando Dhamma Sambuddha Te Tampi Bhagavantanam Etam Brahma Yeva Devata Tani Patita Ahitam Teyathapi Mashan Edarahi Ye Bide Bhikkhave Bhavaitamdi Anagata Madanam Arahando Dhamma Sambuddha Te Tampi Bhagavantanam Etam Brahma Yeva Devata Tani Patita Bhavaitamdi Teyathapi Mashan Edarahi Asekitami Bhikkhave Devakayana Namani Keditami Bhikkhave Devakayana Namani Teditami Bhikkhave Devakayana Namani Tanduna Thata Rukamanati Karotha Bhatita Miti Evam Banditi Kho De Bhikkhu Bhagavato Bisa Dodo Bhagava Idaraosa
တိလောကမနုကတာမိယထာဘုံမာတတတိတာယေတိတာဂိရိကပရံပဟိတတသမာဟိတာပုထုတိယဝတံလီနာလောမဟန္တာဘိတံဘုနောဩဒါတမာနတာသုဒ္ဓဝိပတနာမနာဝိလာဘေယောပိစတတိညာတဝဝနေကာပိလဝထဝေတတောအာမန္တယိတထာသာဝကေသာသနေရတိဒေဝကာယဘိကန္တာဒေဝိဇာနာထဘိခဝောဒေသအာကပ္ပမကရုံဗုဒ္ဓဝါဗုဒ္ဓတသာသနံဒေတံပါတုရဟုညာနံအမနုဿာနာဒတနံအပိကေတတမတခုံသဟတံအထတထရိတတံဧကေသဟတနံအမနုဿာနာမတ္တတုံအပိကေနန္တမတ္တခုံဒိတသဗ္ဗဗုဒ္ဓအဟောဒေသတဗံအပိညာယဝါဝထိတဝါနာသက္ခုမာတတောအာမန္တယိတထာသာဝကေသာသနေရတိဒေဝကာယဘိကန္တဒေဝိဇာနာထဘိကဝောယေဝဟံကိတယိတာမိဂိရာဟိအနုပုပ္ပသောတတသဟတတေယခာဘုံမာကာပိလဝထဝါဣတိမန္တောသုတိမန္တောနဝန္တောယတတိနောဟောရမာနာဘိကမုံဘိက္ခုနံသမိတေဝနံသတဟတဟိမဝတ္တယခန္နနတ္တဝုနိနောဣတိမန္တောသုတိမန္တောနဝန္တောယတတိနောဟောရမာနာဘိကမုံဘိက္ခုနံသမိတေဝနံသတ္တဂိရာတိတဟတယခန္နနတ္တဝုနိနောဣတိမန္တောသုတိမန္တောနဝန္တောယတတိနောဟောရမာနာဘိကမုံဘိက္ခုနံသမိတေဝနံဣစေတေသောလတသဟတယခန္နနတ္တဝုနိနောဣတိမန္တောသုတိမန္တောနဝန္တောယတတိနောဟောရမာနာဘိကမုံဘိက္ခုနံသမိတေဝနံဝိတ္တမိတ္တပိသတတယခန္နနတ္တဝုနိနောဣတိမန္တောသုတိမန္တောနဝန္တောယတတိနောဟောရမာနာဘိကမုံဘိက္ခုနံသမိတေဝနံဂုံမီရောရာဇဂဟိကောဝေပုံလတ္တနိဝေဒနံဘေယောနံတတသဟတံယခာနံပယိရုပါတတိဂုံမီရောရာဇဂဟိကောသောဘာဂသမိတေဝနံပုရိမေသဒိတရာဇဒတရထောပတတတိခန္ဓဘာနာဓိပတိမဟာရာဇယတတိတောဗုဒ္ဓပိတတဘဟောအိန္ဒနာမမဟာဗလာဣတိမန္တောသုတိမန္တောနဝန္တောယတတိနောဟောရမာနာဘိကမုံဘိက္ခုနံသမိတေဝနံဒဂိနေသဒိတရာဇဝိရုံလောတံပတတတိဂုံမန္ဒနံအဓိပတိမဟာရာဇယတတိတောဗုဒ္ဓပိတတဘဟောအိန္ဒနာမမဟာဗလာဣတိမန္တောသုတိမန္တောနဝန္တောယတတိနောဝရမာနာဘိကမုံဘိက္ခုနံသမိတေဝနံပိစိမေသဒိတရာဇဝိရုပခောပတတတိနာဂာနိသာဓိပတိမဟာရာဇယတတိတောဗုဒ္ဓပိတတဘဟောအိန္ဒနာမမဟာဗလာဣတိမန္တောသုတိမန္တောနဝန္တောယတတိနောဟောရမာနာဘိကမုံဘိက္ခုနံသမိတေဝနံဟုတ်တရိသဒိတံရာဇကုဝေရောတံပတတတိယက္ခဏိသာအဓိပတိမဟာရာဇယတတိတောဗုဒ္ဓပိတတဘဟောအိန္ဒနာမမဟာဗလာဣတိမန္တောသုတိမန္တောနဝန္တောယတတိနောဟောရမာနာဘိကမုံဘိက္ခုနံသမိတေဝနံပုရိမန္တိတံတတရထောဒက္ခိနေနဝိရုံလကောပိစိမေနဝိရုပခောကုဝေရောဥတ္တရန္တိတံ
Saddharoti Maharaja Tamanda Sadurotita Tadala Mana Athandu Anika Pila Votavi Tita Maya Vinodata Agung Vesanika Tata Maya Kudindu Vidindu Vidosa Vidudodaha Sandano Kama Tetosa Kaini Gandu Nigandusa Panado Obaminyosa Deva Dudosa Madeli Seda Dinosa Gandavo Nalorasa Zanidavo Aga Besa Dikhosewa Dimbaru Duriya Vesada Edesini Saraza No Gandava Dahara Zubi Moramana Begamo Bekunam Dami Dewanam Athago Nagata Naga Vidala Dahadisagam Kambalata Dara Ago Bayaga Dahanya Dibi Yamuna Dadratasa Agunaga Yadadino Iravano Mahanago Dobaga Dami Dewanam Inaga Razi Dahadaharandi Debadiza Beki Vidoda Seku Veayata Devana Meza Bada Saidara Tupana Idi Dita Namam Abayandara Naga Raza Namadi Tupana Do Khima Magadi Bodo Tanahi Wasahi Uba Vayanda Naga Tupana Tarana Magandu Bodam Sida Wazida Hadina Damuda Adura Dita Padaro Wadavati Edi Mando Yadadino Kalaginsa Mahabhidama Adura Dana Vigada Vibasedi Tusedi Sabharado Namusitaha Tadisa Bali Buddhanam Dabi Virosa Namaka Tanashitawa Bali Dinam Rahubada Mubagamo Tamayo Dani Badandi Bekunam Dami Dewanam Abosa Dewa Batawi Dezo Vayo Dragamo Varuna Varana Dewa Domosa Yadada Daha Nida Garuna Gayika Agung Dewa Yadadino Aditi Dadara Gaya Dabina Nada Unino Edi Mando Zudi Mando Una Undo Yadadino Mora Mana Bekamo Bekunam Dami Dewanam Windu Dewa Dahalisa Adamasa Duvayama Sanda Dubanita Deva Sanda Mago Pura Katawa Turiya Dubanita Deva Turiya Mago Pura Katawa Nyagadani Pura Katawa Ago Manda Walahaka Waduna Wadawabito Deko Paga Purendaro Tadidi Dadara Gaya Dabina Nada Unino Edi Mando Zudi Mando Una Undo Yadadino Mora Mana Begamo Bekunam Dami Dewanam Adhago Dahabu Dewa Zalamagi Dikariwa Arithagasa Rosasa Uma Pupa Nibadino Varuna Dahadamasa Isudasa Anizaka Tuleya Rusida Ago Wada Vanidino Tadidi Dadara Gaya Babina Nada Unino Edi Mando Zudi Mando Una Undo Yadadino Ora Mana Begamo Bekunam Dami Dewanam Tamana Mahadamana Manuda Manudodama Kheda Barotika Ago Mano Badotika Athago Harayo Deva Yisa Lohita Wadino Araga Mahabaraga Agum Deva Yadadino Tadidi Dadada Gaya Dabina Nada Unino Edi Mando Zudi Mando Una Undo Yadadino Ora Mana Begamo Bekunam Dami Dewanam
သုက္ခကရံဘာအရုဏာအာဂုံဝေကနတသဟဟောဒတကရှာပါမောက္ခအာဂုံဒေဝဝိသက္ခဏာသရမတ္တဟာရကဇာမိတ္တကာသယတတိနောထဏယံအာဂပိစုံနောယောဒိတာအဘိဝတ္တိသာတိတေနတတကာယသဗ္ဗေနနတ္တဝန္နိနောဣတိမန္တောသုတိမန္တောဝနဝန္တောယတတိနောမောရမာနာဘိကမုံဘိက္ခုနံသမိဒေဝနံခေမိယာတုတိတာယာမကထကာသယတတိနောလံပိတကလာမတိထာဇောတိနာမသအာတဝါဣမနရတိနောအာဂုံအထာဂုံပရနေမိတာသာတိတေဓမ္မတကာယသဗ္ဗေနနတ္တဝန္နိနောဣတိမန္တောသုတိမန္တောဝနဝန္တောယတတိနောဝရမာနာဘိကမုံဘိက္ခုနံသမိဒေဝနံတထေတေဒေဝနိကာယသဗ္ဗေနနတ္တဝန္နိနောနာမနွာယေနာအာကိသောယေစီညေတရိတာတဟဘုဒ္ဓဇာတိမခီလံဩဃဒိဏမနာတဝံဒခေမောကတရဏနာကံသန္တံဝအဘိဓာတိကံသူဗျမပရမတောသပုဒ္ဓဣတိမတောတဟတဏိကုမာရောဒိသောသသောဘာဂသမိဒေဝနံသတံဗျမလောကနံဗျမမဟာဗျမတိဒိဋ္ဌတိမဟာဗျမဘိဒိဋ္ဌတိဥပပန္နောသုတိမန္တောဘိဓမာကာယောယတတိတောဓာတိထာဣတရာအာဂုံပိစေကဝတဝတိနောတေတိသမေဇတောအာဂဟာရိတောဝပရိဝါရိတောဒေသတပေအဘိကံဒေတအိန္ဒီဒေဝေတဗျမကေမဟာရတိနာအဘိကာမိပတ္တကဏ္ဏတမန္တိယံဣထကနထဗန္ဒထရာဂိနဗန္ဒမထုဝောတမန္တပရိဝါရိထမာဝမုံစိဋ္ဌကောစီနံဣတိတထမဟာသေနောကံနောသေနံအပိတယိပါဏိနာတလမဟိသတရံကတဝါနာဘေရဝံယထဘာဥတကောမေကိုဓနယံတောတဝိစုကောတတသောပစ္စုဒါဝတိသင်္ကုတ်တောအတယံဝတိဒေသတဗံအဘိညာယဝါဝထိတဝါနသက္ခုမာတတောအာမန္တိတထာသာဝကေသာသနေရတိမာရတိနာဘိကန္တာဒေဝိဇာနာထဘိကဝောဒေသအာကပ္ပမကရုံသုတ္တဝါဗုဒ္ဓတသာသနံဝိဒရာဟိဝိဒရာဂေဟိပကမုံနေတံလောမာပိအိဇယုံသဗ္ဗဝိဇိတာသင်္ကာမဘယတိတာယတတိနောမောဒံတိသဟဗုဒေဟိသာဝကတိဇနေတုတာတိမဟာသမယသုတ်တံနေဋ္ဌိတံ